ရှမ်ဘာလာနိုင်ငံတော်နှင့်ဟိမောင်ဝန်တာ၏စောင့်ရှောက်သူများမင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ညတော့အပြင်မှာလေဒီတော်တော်တိုက်နေပါလားဒီလိုအေးဆက်ပြီးတိတ်ဆိတ်နေတဲ့ညမျိုးမှာမိဘဘေးမှာထိုင်ပြီးကဘာအမိုးလိုတင်စားကြတဲ့နေရာတစ်ခုကြောင်းပြောပြရတာလောက်အရာတိုင်ရှိတာပဲရှိပါမလဲကျွန်တော်တို့လူသားတွေဟာမတိနာမလဲတဲ့အရာတွေကိုအမြဲတမ်းစူးစမ်းခြင်းကြတယ်ဒီကဘာကြီးပေါ်မှာတိပန်ပညာနဲ့ရှင်ပြလို့မရနိုင်သေးတယ်လူသားတွေရဲ့ခြေအားမထင်သေးတဲ့နေရာတွေကျန်ရှိနေသေးတယ်ဆိုတာမိတ်ဆွေယုံပါနော်တိမ်တိုက်တွေရဲ့ခက်ထဲအောက်ဆီဂျင်ရှူရှိုက်ဖို့တောင်ခက်ခဲတယ်ကဘာအမြင့်ဆုံးကုန်းပြင်းမြင့်ကြီးတစ်ခုမှာပေါ့ဟုတ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့တိဘက်ပေါ့ တိဘက်ဆိုတာရိုးရှင်းတဲ့နိုင်ငံတစ်ခုဒေသတစ်ခုမဟုတ်ပါဘူးအဲ့ဒီနေရာဟာဝိညာဉ်လောကနဲ့လူလောကကြားကတရားတစ်စင်းလိုပါပဲဟိမဝန္တာတောင်တန်းကြီးတွေကာယံထားတဲ့ဒီဒေသမှာနှစ်ပေါင်းထောင်ချီတက်တန်းရှိရဲ့လိုဝက်ချက်တွေရှေးအောင်ယုံကြည်မှုတွေနဲ့ဒီနေ့ထက်ထိအပြေးရှာမရသေးတဲ့တတဝါဆန်းတွေရှိနေပါတယ်ဒီနေ့ညမိတ်ဆွေတို့ကိုကျွန်တော်ခေါ်သွားခြင်းတဲ့ခရီးစဉ်ကတော့ရိုးရိုးခရီးစဉ်မဟုတ်ပါဘူးပျောက်ဆုံးနေတဲ့ရှမ်ဘာလာတိုင်းပြည်နဲ့အဲ့ဒီတိုင်းပြည်ကိုစောင့်ကြနေတယ်လို့ယုံကြည်ကြတဲ့ရက်တီလို့ခေါ်တဲ့နင်းလူတွေအကြောင်းပါပဲအစဉ်ဖြစ်ပြီးဆိုရင်မျက်လုံးလေးတွေကိုမိတ်စိတ်ကိုလျှော့ချပြီးနင်းတွေဖုံးလွှမ်းနေတဲ့တောင်တန်းကြီးတွေစီကိုစိတ်ကူးနဲ့ခရီးနဲ့လိုက်ကြရအောင်ဗျလွန်ခဲ့တဲ့နှစ်ပေါင်များစွာကတွေကတိဘက်လူမျိုးတွေဟာတဘာဝတရားကိုဖျားသခင်လိုကိုးကွယ်ခဲ့ကြတယ်ဗုဒ္ဓဘာသာမထွန်းကားခင်ကတွေကဘုံလို့ခေါ်တဲ့နတ်ကိုးကွယ်မှုဘာသာဟာဒီမြေပေါ်မှာကြီးစိုးခဲ့ပါတယ်သူတို့ရဲ့ယုံကြည်မှုအရာတောင်တန်းတိုင်းမြစ်ချောင်းတိုင်းရေကန်တိုင်းမှာစောင့်ရှောက်တဲ့နတ်ဖျားတွေဝိညာဉ်တွေရှိတယ်လို့ဆိုပါတယ်အထူးသဖြင့်တိဘက်တို့ရဲ့ယုံကြည်မှုထဲမှာအထင်ရှားဆုံးနဲ့အစမ်းကျယ်ဆုံးကတော့ဘေယူလို့ခေါ်တဲ့လူဝတ်တောင်ကြားတွေပါပဲဒီတောင်ကြားတွေဟာတာမန်မျက်စိနဲ့ကြည့်ရင်မမြင်နိုင်ပါဘူးစိတ်ထားဖြူစင်ပြီးကံပါလာတဲ့သူတွေမှသာဒီနေရာတွေကိုရှာတွေ့နိုင်တယ်လို့ဆိုကြတယ်အဲ့ဒီဘေယူတွေထဲမှာအကြီးမြတ်ဆုံးအခမ်းအနားဆုံးနေရာကတော့ရှမ်ဘာလာပဲခဲ့ပါတယ်အနောက်တိုင်းသားတွေကတော့ဒါကိုရှန်ဂရီလာလို့လူတီများကြတယ်မိတ်ဆွေစဉ်းစားကြည့်စမ်းကဘာဤကလုံးစစ်မီဒီတောက်ကက်ယောဂါတွေကြာရောက်နေတဲ့အချိန်မှာဟိမဝန္တာရဲ့တနေရာရနင်းတောင်လေးရဲ့ကြားမှာအိုးချင်းနာချင်းတိတ်ချင်းကင်းစင်းတဲ့ရွှေရောင်တိုင်းပြည်တစ်ခုရှိနေတယ်ဆိုတာကိုပေါ့အဲ့ဒီနေရာမှာနေထိုင်သူတွေဟာအထူးအဆန်းတန်ခိုးစွမ်းအားတွေရှိကြတဲ့သူတို့ဟာကဘာဤပြည့်တုံခါနီးအချိန်ကြမှာလူသားတွေကိုကယ်တင်ဖို့ထွက်ပေါ်လာလိမ့်မယ်လို့တနရာတွေကဆိုပါတယ်ဒါပေမဲ့ဒီနေရာကိုတွားဖို့လမ်းစားကဘယ်မှာနဲ့ဘသူတွေကဒီလမ်းကိုစောင့်ကြနေတာလဲရှမ်ဘာလာကိုရှာဖွေဖို့စ조사ခဲ့သူတွေအများကြီးရှိခဲ့ဖို့ပါတယ်ဒါပေမဲ့အများစုကတော့ပြန်မလာနိုင်ခဲ့ကြပါဘူး။ဘာကြောင့်လဲသိလား။တဘာဝဘေးဒဏ်ကြောင့်တကြောင်နောက်ပြီးသူတို့ကိုစောင့်ကြည့်နေတဲ့အရာတစ်ခုကြောင့်ပါ။ဒီဘက်လူမျိုးတွေကမီဂိုလို့ခေါ်ကြတယ်။ကဘာကတော့သူ့ကိုရက်တီတော့မဟုတ်နင်းလူလို့သိကြတယ်။ရက်တီဆိုတာအနောက်တိုင်းရုပ်ရှင်တွေထဲကလို့သွေးစာနေတဲ့တားရဲကောင်တသက်မဟုတ်ပါဘူး။ဒီဘက်ဒနာကြီးတွေအရာရက်တီဟာတောင်ဆောင်နှက်တွေရဲ့စေတမန်ပါ။ရှမ်ဘာလာလိုမြင့်မြတ်တဲ့နေမြေတွေကိုမတန်းရှင်းတဲ့လူသားတွေဝင်မလာနိုင်အောင်တားဆီးပေးတဲ့အဆောင်ရှောက်တူပါတခါတော့ကတကူရစုအစောပိုင်းကာလလောက်ကပေါ့တိဘက်ရဟန်တော်တစ်ပါးဟာရှမ်ဘာလာကိုရှာဖွေဖို့တောင်မြောက်ကိုခရီးနှင်ခဲ့တယ်သူ့နာမည်ကလော့ဆန်တယ်လော့ဆန်ဟာတရားအထောက်မှုမိမှာသူသိပေမဲ့သူ့စိတ်ထဲမှာတန်တရားဆိုတဲ့အမဲဆက်လေးရှိနေခဲ့တယ်သူဟာဂိုင်လတ်တောင်တော်ကြီးကိုဖျက်ကျော်ပြီးလူသူအယောက်အပေါက်နေတဲ့ရေခဲပြင်ကြီးတစ်ခုကိုရောက်သွားတယ်အဲ့ဒီညကလက်ဖြင့်ညနင်းတွေကဖွေးဖွေးလုံနေအောင်ကြာနေတယ်ယူဒီယာတောင်ကြားတစ်ခုလုံးတုံဟီးသွားစေတဲ့အထိုင်ကြီးတစ်ခုပေါ်လာတယ်လော်ဆန်ဟာကြောက်လန့်တကြနဲ့ကြောက်ဆောင်တစ်ခုနောက်မှာပုံလိုက်တယ်သူချောင်းကြည့်လိုက်တဲ့အခါမှာမယုံနိုင်စရာမြင်ကွင်းကိုတွေ့လိုက်ရတယ်အလက်အမောင်းကဆဲပေလောက်မြင့်မယ်တကူလုံးမှာအဖြူရောင်အမွေးရှည်ကြီးတွေဖုံးလာနေလေလက်မောင်းတွေကဒူးကောင်းအထိရှည်လျားပြီးမျက်လုံးတွေကမီးထွေးခဲလို့ညီရဲတောက်လောင်နေလေအဲ့ဒါရက်တီပါပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတတဝါကြီးဟာရန်လိုပုံမရဘူးသူဟာကြောက်တုံးကြီးတစ်ခုပေါ်မှာထိုင်ပြီးလက်မင်းကြီးကိုမော့ကြည့်ရင်ငိမ့်တက်နေတယ်
သူ့ရဲ့ဘေးနားမှာထူးဆန်းတဲ့အလင်းရောင်တန်းတစ်ခုရှိနေတယ်အဲ့ဒီအလင်းတန်းဟာကြောက်ဆောင်တွေကြားကလွင်ကူးတစ်ခုစီကိုညွှန်ပြနေတယ် လောဆန်သဘောပေါက်လိုက်တယ်အဲ့ဒါရှမ်ဘာလာရဲ့ဝမ်းပေါက်ပဲရက်တီးကအဲ့ဒီတခါဝါကိုစောင့်နေတာလောဆန်ဟာဝန်တာအားရနဲ့ရှေ့တို့ကိုခြေလောင်းပြင်လိုက်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာငါဒီနေရာကိုရောက်ရင်နာမည်ကြီးပြီးငါကိုလူတွေကအထူးတလဲဆက်ဆံကြတော့မယ်ဆိုတဲ့လောဘစိတ်ဝင်လာခဲ့တယ်အဲ့ဒီစိတ်ဝင်လာတဲ့ကခဏမှာပဲရက်တီးကြီးကရုတ်တရက်လောဆန်ရှိရာဘက်ကိုလွှဲကြည့်လိုက်တယ်သူ့ရဲ့မျက်လုံးတွေကနေအယောင်တွေလက်သွားတယ်လောဆန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးခဲလွှားသလိုခံစားလိုက်ရတယ်ရက်တီးကဟင်းဟောက်လိုက်တာမဟုတ်ဘူးလောဆန်ရဲ့စိတ်ထဲကိုစကားလှမ်းပြောလိုက်တာမတန့်ရှင်းသောစိတ်ရှိသူတို့ဤမြေဒီတင်တို့ဥတော်မဟုတ်နောက်တနေ့မနက်မှာလို့ လောဆန်ကိုရွာသားတွေကတောင်ချေမှာမိမြော်နေလာကိုတွေ့ခဲ့ရတယ်သူပြန်နိုးလာတဲ့အခါသူမြင်ခဲ့ရတဲ့လမ်းကြောင်းလွင်ကူအားလုံးပျောက်ကွယ်သွားပြီကြံခဲ့တာကတော့ကြီးမားလွန်းတဲ့ခြေရာကြီးတစ်ခုပါပဲလောဆန်ဟာရှမ်ဘာလာကိုမရောက်ခဲ့ပါဘူးဒါပေမဲ့သူသင်ခန်းစာတစ်ခုရခဲ့တယ်ရှမ်ဘာလာဆိုတာခြေထောက်နဲ့ရှောက်သွားရတဲ့နေရာမဟုတ်ပဲစိတ်နှလုံးတန့်ရှင်းမှုနဲ့မှရောက်နိုင်တဲ့ဝိညာဉ်နေမြေဆိုတာကိုပေါ့ယတိဆိုတာလဲတားရဲကောင်မဟုတ်ပဲလောဘစိတ်ရှိတဲ့သူတွေကိုတားဆီးပေးတဲ့ဓမ္မပါဠသို့မဟုတ်တရားဆောင်တတ်တစ်ပါးဖြစ်နိုင်ကြောင်းသူနားလည်သွားခဲ့တယ် တိဘက်ဒေသမှာဒီလိုဇလန်ဒီအမလားရှိပါသေးတယ်ကောင်းကင်ပြပြအောက်ကကောင်းကင်တင်ချိုင်လူခေါ်တဲ့လူသေးအလောင်းတွေကိုလင်းတွေစားတောက်စေပြီးတဘာဝထံပြန်လဲပေးဆက်တဲ့တလေတွေရေကမ်းတွေထဲမှာငကားတွေနေထိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေအားလုံးဟာဒီမြေရဲ့ဆွဲဆောင်မှုတွေပါပဲမိတ်ဆွေဒီဘက်လူမှုတွေပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်အမှန်တရားဆိုတာတောင်ထိပ်ပေါ်ကနင်းပွင့်လေးလိုပဲအဝေးကကြည့်ရင်လှပါပေမဲ့လက်ထဲရောက်ရင်အည်ပြောသွားတာတဲ့ဆိုလိုတာကတချို့လျှို့ဝှက်ချက်တွေကိုအဝေးကနေပဲကြည်ညိုတာပိုကောင်းပါတယ်နင်းလူပဲဖြစ်ဖြစ်ရှမ်းပါလာပဲဖြစ်ဖြစ်သူတို့အမှန်တရားရှိမရှိဆိုတာထက်ဒီပုံပြင်တွေကကျွန်တော်တို့ကိုတဘာဝတရားကိုယူသေးဖို့စိတ်ထားဖြူစင်ဖို့သင်ပေးနေကမဟုတ်ဘူးလားဗျကဲဒီနေ့ညအတွက်ဒီဘက်ရိုးရပုံပြင်ခရီးစဉ်ကတော့ဒီမှာပဲတခန့်ရပါရစေမိတ်ဆွေတို့လည်းအိမ်မက်ထဲမှာရွှေရောင်လွမ်းနဲ့ရှမ်းပါလာတိုင်းပြည်ကိုထဲမှန်နေကြပါစေအပြင်မှာနင်းကလေးကြာနေတော့ပဲကြိုးဆိုင်ကြပါမိတ်ဆွေတို့နှုတ်ဆက်ပါတယ်